အဲ့ဒီနေ့ကတော့ပွဲလေးတစ်ခုတက်ဆက်ကြီးလို့မိတ်ကပ်ပြင်ပါမယ်။ညတုန်းကဘလို့အိတ်လိုက်လည်းမသိပါဘူး။မနက်မိုးလင်းတော့ပါမှာအစင်းကြောင်နဲ့ရှောင်းနေ။ Hello မိတ်ကပ်စားပြင်ပါပြီ။ဘာလဲဆိုတော့ကျွန်မလည်းမသိဘူးနော်။ရှုပ်ရှက်ခတ်နေရပဲ။ဒီမဲ့တူတူ website လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။ msmm.com ဆိုတဲ့ website လေးပဲဖြစ်ပါတယ်။အဲ့ website လေးကိုတုံးပြီးတော့ကိုက app premium အနေနဲ့ TikTok live view တွေ Telegram memory ကအစား social media service အစုံကိုတသက်တာနဲ့ရရှိနိုင်မယ့်အပြင်ကိုယ်တိုင်တောင်းချလူတွေအတွက်ရောဖုန်းလေးကိုပဲအသုံးပြုပြီးတော့ဆယ်လစနေနဲ့ဝင်ငွေရှာကျင်တဲ့လူတွေရောအသုံးပြုလို့ရပါတယ်။ website ကိုမတုံးတက်တဲ့လူတွေရတယ်စိတ်ပူစရာမျိုးပါအောင်နော်။ website တုံးပြုနေရောကိုပြထားတဲ့ Telegram channel လေးမှာဝင်ရောက်လေ့လာနိုင်ပါတယ်။ကျွန်မအခုပြောပြခဲ့တာကတော့သူများရဲ့တင်တန်းကြီးပြီးတော့တက်နေရတဲ့ TP ကို free လို့လေ့လာရတယ်ဆိုတာလေးကိုပြောပြပေးခဲ့ရပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye ဒါလေးကတော့ final result လေးပေါ့နော်ပွဲရောက်ပြီးတော့ကျွန်မဟိုကြီးတီကြီးနဲ့ပေးများလိုက်မလားမလားလေလိုက်လို့ပဲဖြစ်မင်းညဟိုကအရန်အိတ်ထားတော့မနေ့ရောက်တော့မျက်နှာရအရန်ဖောင်းကားပြီးတော့ဒီမဲ့လည်းလာပါ